Okay so ကျွန်တော်နာမည်က Linus Walker ပါဆိုတော့သိကြမယ်လို့တော့မထင်ပါဘူးဒီကတော့ဒီ course ကဘာ course လဲဆိုလို့ရှိရင်ကျွန်တော်ကဒီ computer vision course ဒီ computer vision ကိုကျွန်တော်က REST နဲ့တင်ပေးသွားမယ်ပြောပြပေးသွားမယ်ဆိုတော့ဒီကောင်ကိုကျွန်တော်တွေက computer vision ဆိုတာကဒီ course ကိုကျွန်တော်ဘာလို့လုပ်ဖြစ်တာလဲဆိုတော့ဘာမှတိတ်လုပ်ဆရာမရှိတော့ပေါ့နော်ဆိုတော့ဒီကောင်လေးလည်းအဲ့လိုမျိုးသုံးဝင်ကြမယ်ဒီလိုကျွန်တော်ကတစ်ချက်လုပ်ပေးလိုက်တာပေါ့ပြီးကြတော့ဒီ course ကဘလို့ဟောဖြစ်တာလဲဆိုလို့ရှိရင်အရင်ကကျွန်တော်ဆက်ဝင်လာခြင်းတော့ကကျွန်တော်က security ဘိုင်းနဲ့ဒီစလုပ်တာပေါ့နော်စလုပ်ဖြစ်တယ်ဒီ security ဘိုင်းကနေပြီးတော့မှကျွန်တော်ကဒီဘယ်လိုပြောရမလဲsecurity ဘာမှမလုပ်ချင်တော့ဘူးပေါ့နော်ပြင်လာပြီဆိုတော့ကျွန်တော်ကဒီတခြားမလုပ်ရမလဲဆိုတာဟိုဖြစ်ရင်ကနေဒီအကိုတယောက်ပေါ့ဒီအကိုတယောက်ကနေပြီးတော့မှဆင်ဒါသူတင်ပေးထားတဲ့အရင်သူတင်ပေးထားတဲ့ course ပေါ့နော်အဲ့ဒီ course လေးကိုညွှန်ရင်းနဲ့ကျွန်တော်ဒီစပြီးတော့လုပ်ဖြစ်တဲ့ course လေးပေါ့နော်ဒီကျွန်တော်ဒီ computer vision ကနေစပြီးတော့ပဲဒီ AI မိုင်းတွေပါတခြားဟိုဖြစ်လာတာပေါ့နော်ဆိုတော့ဒီကောင်ကကျွန်တော်အသုံးဝင်မယ်ထင်လို့ကျွန်တော်လုပ်ပြပေးလိုက်တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီ computer vision ကိုတင်ပေးတာအဲ့ဒီကိုဗီဒီယိုကလွှဲပြီးတော့ကျွန်တော်တိတ်မတွေ့ဘူးအဲ့ဒါကြောင့်မလို့ဒီကောင်လုပ်လိုက်တာလေဟုတ်ပါတယ်ဆိုတော့ဒီကတော့ကျွန်တော်တို့ REST ဆိုတာကိုဘာလဲမသိသေးဘူးထားပါတော့ computer vision ကိုမသိသေးဘူး REST ဆိုတာကိုမသိသေးဘူးအဲ့ကြတော့စလုပ်လို့ရလားဆိုလို့ရှိရင်ရတယ်ကျွန်တော် REST ကိုမသိသေးဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီမှာ REST code ရှိရပေါ့နော်YouTube မှာရှိတယ်ကျွန်တော်ဒီ playlist link ကိုကျွန်တော်ဒီ description မှာကျွန်တော်တစ်ချက်ထည့်ပေးထားမယ်ဆိုတော့အဲ့ဒီမှာကျွန်တော်သွားလုပ်လို့ရတယ်ဆိုတော့ဒီcomputer vision ဆုံးလာတော့ကျွန်တော်ပြောတဲ့အတိုင်းပဲဒါကကျွန်တော်ကဒီ course ကိုပြန်ပြီးတော့ remake လုပ်တာပေါ့နော် remake လုပ်တာကျွန်တော် REST နဲ့ remake လုပ်တာဒီကျွန်တော်အဲ့တင်ပေးထားတဲ့အကိုရဲ့ course ကိုလည်းသွားကြည့်လို့ရတယ်သူကတော့ဟိုကနေလုပ်ပြထားတာပေါ့သူကတော့ Python နဲ့လုပ်ပြထားတာကျွန်တော်ကတော့ဘယ်လိုပြောပြမှာလဲဆိုလို့ရှိရင်ကျွန်တော်ကဒီအရင်ဒီထီကြအောင်ဒီမပြောဘူးပေါ့နော်ဒီထီလည်းကျွန်တော်မပြောတတ်ဘူးဆိုတော့ဒီထားဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီနောက်က background texture ဘိုင်းနေထားပါတော့ဒီ matrix transformation တွေတို့ကျွန်တော်တို့geometry တွေဘာညာဆိုလို့ရှိရင်ဒီအကိုထဲမှာသွားကြည့်လို့ရတယ်သူထဲကပို့ပြီးတော့စုံတယ်အဓိကဒီကျွန်တော်သူဒီ computer vision mind ကိုကျွန်တော်ရဲ့ဒီကျွန်တော်တင်ပြပေးမယ်အကောင့်ထပ်ပို့ပြီးတော့ထဲဝင်ပေါ့နော်လုံးဝဟိုနောက်ပိုင်းကဒီ math ပိုင်းတွေပါလုံးဝစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီကိုယ်တွေကိုတစ်ချက်သွားကြည့်တာပို့ပြီးတော့ဆင်ပြေတယ်ကျွန်တော်တို့ဒီ math ပိုင်းပါညာသိချာသိပါမှာမဟုတ်ဘူးဗျဆိုတော့ဒါကတော့ကျွန်တော်ပြောတဲ့ဒီ course ပေါ့နော်သူကတော့ဒီ Python နဲ့တင်တာ okay ဆိုတော့သူဒီမှာဒီ computer vision နဲ့မဟုတ်ဘူးဒီကိုတင်ပြီးထားတာအများကြီးရှိတယ်ကျွန်တော်တို့ဒီ AI မိုင်းပါညာလည်းတော်တော်များတယ်ဒီကိုကကျွန်တော်ထင်တာတော့ ML ဘာ lead engineer အနေနဲ့အရင်လောက်တာထင်တယ်ကျွန်တော်တိတ်တော့ဟောမဖြစ်ဘူးဟုတ်တယ်အရင်ကသူကဒီဘယ်လက်မှာတော့မသိဘူးသူက ML ဒီ machine learning ဘိုင်းကို lead engineer ထင်တယ်ဒီကိုကဆိုတော့ဒီကိုထဲမှာဒီကို channel ထဲမှာတော်တော်များများရှိတယ်နောက်ထပ်ကဒီကျွန်တော်ရဲ့ဒီ course resource တွေကိုလည်းဒီ course ရဲ့ဒီ course ရဲ့ report နဲ့တာကြည့်လို့ရတယ်ကျွန်တော်ကဒီ slide လုပ်တဲ့နေရာတို့ဒီ graphic ဘိုင်းပါညာအဲ့လိုမျိုးတိတ်မရတဲ့အတွက်ဒီ resource ပါညာကိုလည်းသူဒီ course ရဲ့ course report ရဲ့အနေပဲကျွန်တော်ကတစ်ချက်ယူပြီးတော့ပြပေးလိုက်တယ်ဆိုတော့ဒီ course ရဲ့ဒီကိုသူ course ကိုလည်း open source လုပ်ပေးထားတယ်အဲ့ဒီထဲမှာတစ်ချက်သွားပြီးတော့ကြည့်လို့ရတယ်ဆိုတော့နောက်ထပ်ကကျွန်တော်နည်းနည်းမိတ်ဆက်ချင်တာပေါ့နော်ကျွန်တော်တော့ Linus ကိုပေါ့ဆိုတော့ကျွန်တော်ကဒီ computer science ဘိုင်းလောက်တာပေါ့နော်ဒီဘယ်လိုပြောမလဲ computer science ဘိုင်းဒီ programming ဘိုင်းနည်းပညာဘိုင်းပါညာလောက်တာဟိုလောက်တော့ရှိပြီ6နှစ်လောက်တော့ရှိပြီတဲ့6နှစ်လောက်တော့ရှိပြီအခုကျွန်တော်ကဒီ Cargate နဲ့ Jasmine ဆိုတဲ့ startup တွေကို founding လုပ်ထားတယ်ဆိုတော့အဓိကကျွန်တော်ကြိုက်တာကတော့အစားတော့ရတော့တော်တော်ကြိုက်ပါတယ်စားတော့ရတော့တော်တော်ကြိုက်တယ်
ဆိုတော့နောက်ထပ်ကြိုက်တာကတော့ကျွန်တော်ဒီ low level system နေဒီ programming ဘက်မှာပါညာဆိုလို့ရှိရင်ကျွန်တော်ဒီ low level system ဥပမာ embedded တို့ဒါမျိုးတွေကိုကျွန်တော်နည်းနည်းပိုစိတ်ဝင်စားတယ်ဆိုတော့ဒီဤပညာပိုင်းကတော့ကျွန်တော်ရပါတယ်တိတ်မဆိုးပါဘူးဒီကျွန်တော် design ပိုင်းမှာညာတော့တော်တော်လေးမရပါဘူးပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့GitHub account ပေါ့ကျွန်တော်တစ်ချက်လာပြီးတော့ကြည့်လို့ရတယ် okay ဆိုတော့ဒါ intro ပေါ့နော်ဆိုတော့နောက်ပိုင်းမှာဒီကောင်ကဒါ course intro ပေါ့နော်course intro မှာတော့တိတ်မပြောတော့ဘူးလေဒီ course ကဘာ course ပါညာလိုမျိုးလေးပဲကျွန်တော်တစ်ချက်ပြောရမယ်ဆိုတော့နောက်ပိုင်းမှာတော့ကျွန်တော်ဒီ communication ဆိုတာဘာညာဒါမျိုးလေးတွေကျွန်တော်ပြောပြပေးတော့မယ်